မင်္ဂလာဦးညကစတယ်ခင်ဗျဟုတ်ကဲ့ဒီကုန်းနဲ့ကျွန်တော်လက်ထပ်တဲ့ပူပူနွေ့နွေ့မင်္ဂလာဦးညပေါ့ဗျာအဲ့ဒီညကများဆိုရင်လေဟုတ်လေဟုတ်မင်္ဂလာဦးညဆိုတော့ငိုကောင်းတယ်ကွာငိုမယ်မမေတို့ညီမလေးတို့တက်ရောက်ပေးတာပဲဒီညလေးတယောက်ကောင်းနေဟောဘယ်နဲ့တက်ပါတော့မလာမအပြင်မှာပဲသွားရင်နော်ပြင်မှာပဲသွားရင်ပါဟေးမနေပါနဲ့သွားပါအခုသွားကြမှာလို့ဆိုသူများစိတ်ဆင်းအောင်မလုံးနဲ့နော်ကြောက်ချင်းနေပါစေလို့ဆိုဘာလဲကိုရီးယားထုတ်ချက်ချင်းနေပါဟုတ်လားဒါဖြင့်မိကောလီယုံမိတာပါပြီလီယုံမိတာပါပြီယူမိတာစေကားပြန်စလန်းယူမိတာစေကားပြန်စလန်းမင်းမလေးရောက်ရပါလေရပူညံအော်ကျော်ကြီးလန်းဒါရီမင်းလာတယ်မဟုတ်သေးပါဘူးရပြီ6လအကြာသရုပ်ဓမ္မကညာမရလိမ့်မာကလေးကပေါက်စရှာမတရားလိမ့်သိရှာတော့အမလေးမြစ်တာတစ်ပေါက်မှမရှိသေးရကလိတာတွေကြီးတာပြောရတယ်ဒီလိုပါဗျာဒီလိုကြည်စမ်းဒါပါချိုးလေကြည်စမ်းမောင်တော်ရုံသွားတာတဲ့ဟုတ်ကဲ့အင်းကြီးရမိပါရုံကြီးအတေးရတစ်ထောင်တော့ဒါတက်ကျမရှက်ခွဲတာပတ်ဝန်းကျင်ကရှေ့အောင်မြင်အိမ်ကမိမကအတော့မကြဘူးမိမမပြီးသားဘူးလက်ကြောမကျင်းဘူးလို့ပြောကြမှာပေါ့ရှစ်တက်ကျမပတ်ဝန်းကျင်ကရွေးကနေမှပလက်ထောင်ထုတ်တာပေါ့လေဟင်ပြောစမ်းယူမိတာစေကားပြန်စလန်းယူမိတာစေကားပြန်စလန်းမင်းမလေးရောက်ရပါလေရပူညံအော်ကျော်ကြီးလန်းမိမဆိုတာဂျုံနဲ့နွားလို့မလို့ဓမ္မထားရင်တအားပွေဖို့ကြံတော့မင်းနာလေဒီကမန်မုံကြီးရလေဒီကမန်ဒီလိုဆိုစိတ်ဆိုးမဲ့ကြံမိမတိုင်းကပြုတ်မဲ့ရံတာပါတော့ကြောက်တယ်ခင်ဗျကျွန်တော်ကိုယ်တိုင်မိမများနဲ့မကင်းသေးတာအမှန်တချင်းကလေးကပြာစမ်းမင်းလေးတစ်ချက်ကျွေးမဲ့လူလာကျွန်တော်မငင်းစမ်းအဖြစ်သေးကိုအကျဉ်းသားလေးမှအဖြစ်လွဲစုအဖြစ်သေးကိုမဲမင်းဒီမာရီကိုပါဒီမဲ့ဒီကနေဆိုညံဒီကနေဆိုညံကဲဒီလောက်တော့ရှိလာတာဒီနေ့တော့တိုက်ပုံမှာအပြန်စားအတွင်းကအင်းကြီးအဲလိုရှာလူကြီးအကောင်းစားဒီလာကိုကြောက်ပြီဒီဝင်းတဲ့တင်းတဲ့ရုပ်ကိုသွားဖို့ငါစစ်မင်းကြီးမှာတစ်စက္ကန့်ထားပါလေရောဗျာဟင်ဒါပါတော့လေရုံသွားတဲ့ပုံလားကြီးစားတဲ့ချင်းပြမဲ့ပုံလားကြီးဟုတ်ပါဘူးရှော်ရခုရတယ်အိမ်ကမိမကြကျုံမှတ်နေလားမသိအခုချက်စမ်းဒီကတော့မိကိုကြောင်ထဲမှာညှော်နှံ့ကရှုမိဘကအိုးမဲတွေထူနဲ့သူတို့စားမျိုးကိုတော့ကောက်လုပ်နေရသူကတော့ရှုံနဲ့စိုင်းနဲ့ကြီးစားတဲ့ချိတ်ပြနေတာပေါ့လေချိတ်ပြတာပေါ့ဟုတ်လားယူမိတာစေကားပြန်စလန်းယူမိတာစေကားပြန်စလန်းမိမလေးရောက်ရပါလေရပူညံအော်ကျော်ကြီးလန်းအော်ချလို့ဆရာတကယ်မမှန်မောလဲမမောကြစူးညံဥပမာနိုင်ရင်စိတ်ကြီးလန်းအဖြစ်လွဲဆိုအဖြစ်သေးဖို့မမတို့ဘူကမင်းကြီးမာရင်းကိုကချစ်နေဆိုညံချစ်နေဆိုညံခေါ်ထေဘောဝင်သွားနေရောက်ကြရဲ့လို့အများကပြင်းနဲ့တင်ထားဘယင်းတစ်ပါးများမှတ်တရားပါလေစုံမဲ့ဆိုမဟာပါပဲပေါ့အေးဒီကိုအသာသွားဒီမှာတိမကြဟေးခုကြည့်ရဟာလို့ကိုစီကိုခဏလာစမ်းမအောင်မောင်ရဲ့ကိုရဲ့စကြောလေးနည်းနည်းလောက်လာနေပေးစမ်းပါခြေသလုံးတွေကလည်းတောင်းလို့မောင်ရဲ့တစ်ချက်လောက်နေပေးစမ်းပါမောင်ရဲ့နော်မောင်လာအောင်နေတော့ကွာဒီမှာတရားဆောင်တော့ဖြောင်းဖတ်ရောက်နေတာလေမောလေကွာတရားဆောင်ကြီးခဏချက်ထားလိုက်စမ်းပါသူများမသနာဘူးလားလို့သူများမသနာဘူးလားတဲ့ယူမိတာစေကားပြန်စလန်းယူမိတာစေကားပြန်စလန်းမိမလေးရောက်ရပါလေရပူညံအော်ကျော်ကြီးလန်းဟိုတနေ့ကပေါ့ဗျာအခြေတဖုံပြောင်းလာဟာဆိုပြီးရွှေတဖုံစောင်းနှံကပတိဝဲမျက်နာငယ်နဲ့အင်းကိုပြန်ဒီတစ်ခါတော့ဟန်းကြပြီလို့အထင်နဲ့
ဟေးကိုလေး ရုပ်စင်းတို့ကြက်လာပြီလားမောင် ဒီကွာဖယားတဲ့ပတိလေးပါလေးစိတ်ပြီးကိုမွေးနဲ့နောက်မှဂျူကြီးနန်း အော်ရှင်ကဒီလိုလားကျုပ်ကိုဒီအိမ်မှာမနေနိုင်အောင်လို့အထက်လမ်းနေအောက်လမ်းနေကြွရလေးလုပ်နေတာပေါ့လေမပြောစမ်းဟုတ်တယ်မလားလို့ You need a sailor salon, you need a sailor salon. Make a ya, oh yo. We can wave and swing and don't matter the big man that you have your yard. A bit loiso, a bit devil. သူတို့ကိုကမမတို့ပါလေဗျာထိပနေဆိုညံညံထိပနေဆိုညံညံ